လုံးမင်္ဂလာပါကျွန်တော်ကတော့အခုဒီကျောင်းမှာ level 6ပြီးသွားတဲ့ကျောင်းသားMr. Island ဆိုပြီးပါတယ်မြန်မာလူကတော့ဇီယာလုံးတော့ခေါ်လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ John Watch ပြောပါတယ်ဒီ level 6ပြီးထားတဲ့ကျောင်းသားတယောက်ပါဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်မနာမည် Justin ပါတယ်ကျွန်မ EOE က level 6ပြီးသွားတဲ့ကျောင်းသူတော်တယောက်ပါတယ်အားလုံးမင်္ဂလာပါရှင်ကျွန်မနာမည်ကတော့ Chris Ray ဖြစ်ပါတယ်ကျွန်မကတော့ level 6ပြီးသွားတဲ့ကျောင်းသူတယောက်ပါရှင်အားလုံးမင်္ဂလာပါရှင်ကျွန်မနာမည်ကတော့ Sally Ray ဖြစ်ပါတယ်ရှင်ဟို level 6ပြီးသွားတဲ့ကျောင်းသူပဲပါရှင်ဟုတ်ကဲ့ပါမင်္ဂလာပါရှင်အဆိုရင်တော့လေအဲ့တော့မောင်လေးညီမလေးတို့အနေနဲ့ဒါအကုန်လုံးက level 6ကိုတူတရ9ယောက်စလုံးကတူတက်ပြီးတော့မှပြီးမြောက်သွားတဲ့ကျောင်းသားကျောင်းသူတွေဖြစ်တယ်ပေါ့နော်အဲ့တော့အမအနေနဲ့ကလေပထမဆုံးပေါ့နော်ဒီ level 6ခုစလုံးကိုပေါ့နော်1ကနေပြီးတော့မှ level 6ခုစလုံးထိ9လ10လကြာအောင်ဒါလေ့ကျင့်ခဲ့ရတယ်ပေါ့နော်အခုလိုမျိုးပြီးမြောက်သွားတဲ့အချိန်မှာလေဘယ်လိုလေးခံစားရလဲမသိဘူးရှင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်မအနေနဲ့ပြောပြရမယ်ဆိုအရန်ကိုပြောပြပါတယ်အရန်ဒီကျောင်းမှာတက်ခဲ့ရတဲ့တစ်ချောင်းလုံးပြောစရာအမတ်တရားတွေပဲအများကြီးရခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်တော့အဲ့ဆိုတော့ဟိုလေမောင်လေးဇီယာထွန်းကရောဒီအခုအတန်းကြီးကတကယ်ဟောပေါ့နော်ဒါကိုစတဲ့ရက်ကနေပြီးတော့မှပေါ့နော်နောက်ဆုံးနေ့ထိကိုတက်ခဲ့ရတဲ့အတွက်ကြောင့်မလို့မောင်လေးအနေနဲ့ရောပြီးမြောက်သွားတော့ပြီးမြောက်ခြင်းရဲ့ခံစားချက်လေးကိုလည်းပြောပြပေးပါအောင်ရှင်ကျွန်တော်အနေနဲ့ကကြတော့စသချင်းတက်တော့ကတော့ပျော်ခဲ့ပေါ့နော်စာတင်လိုက်ဒီတိုင်းရှားအကြောင်းကြောင်းလိုက်လိုမျိုးပဲစာတင်လိုက်အိမ်သားလေးလောက်လိုက်စာတင်လိုက်ကျောင်းသားတွေလိုမျိုးပဲလောက်ခဲ့ပြီးကြတော့အစပြကြတော့အလဲမှာခက်ခဲလေးတွေရောရှိတာပေါ့ကျောင်းသားဆိုတော့အိမ်သားတွေရှိတော့အဲ့ဒါလုံးရင်းနဲ့ခါကြရင်တော့နည်းနည်းအတက်ရတယ်နည်းနည်းကြီးရတယ်ရောက်တော့အိမ်သားကြမလို့ရှင်တော့ပြင်းလာတဲ့နေတိုင်းရှိရောအဲ့ဆိုတော့ကြားထဲမှာကျွန်တော်ကနည်းနည်းလေးတော့ဒါ challenge လေးတစ်ခုကိုတော့ချိန်ခဲ့ရတဲ့ဟာလေးရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပြီးတော့အခုလိုပြီးဆုံးသွားတယ်အဲ့ဒါလေးကိုလုံနိုင်ခဲ့ဆိုပြီးတော့ဝမ်းတာမိပါတယ်ဝမ်းနေမိပါတယ်အခုဒီဒီကိုမောင်မလေးတို့ဆီယမ်မိုင်းနဲ့တကယ်ရှစ်သားဆိုတဲ့အချိန်တုန်းမှာခင်မင်ခဲ့ကြရပါတော့အဲ့ဒါကြီးကိုထားခဲ့ပြီးတော့ထွက်သွားရမယ်ဆိုတော့စိတ်ကတော့နည်းနည်းတော့ဝမ်းနေမိပါဗျာဟုတ်ကဲ့ပါဟုတ်အဲ့ကျွန်တော်မတို့လည်းထပ်တူပါပဲရှင်ဒီပြောင်းမှာဆိုရင်ဒါကျောင်းသားတွေနဲ့ပေါ့နော်ဒါနေနေတော့အဲ့တော့မောင်လေးချွန်ဘော့စ်ကရောဘယ်လိုလေးရှိလဲမသိဘူးရှင်ဟုတ်ကျွန်တော်ဒီ level 1ကနေ level 6တက်လာခဲ့ရတဲ့တော့တွင်မှာကျွန်တော်တို့ဒီ activity modeling dancing singing activity ပေါင်းများထားတယ်ကျွန်တော်တို့ဒီ team work ပဲဒီအဲ့လိုမျိုး project လေးတွေလုပ်ပေးတဲ့modeling ကတော့အကြိုက်ဆုံးပါတော့ဟုတ်ကဲ့ပါရှင်ဟုတ်ပြီးတော့ဒီ level 1 2 3နဲ့4 5 6 4ကတော့နည်းနည်းလေးတော့ကွာမှုများတယ်ဟုတ်ကဲ့ရှင်4 5 6မှာဆိုကျွန်တော်မသိတဲ့စကားလုံးတွေကြီးပဲညီပါလောက်ဖြစ်နေရပါတော့ဟုတ်ကဲ့ပါတော်တော်လေးတော့စူးစမ်းပြီးတော့ကြည့်ခဲ့လိုက်ရပါတယ်ဟုတ်ကဲ့ကိုယ့်အကိုလည်းပုံယူပြီးပါတယ်ဗျာ level 6ပြီးသွားပြီဆိုဟုတ်ကဲ့ပါရှင်တို့ congratulation ပါမောင်လေးနော်အဲ့တော့ဟုတ်ကဲ့ပါညီမလေးဆက်လီရအောင်ကဲအခုဟို level 1ကနေ level 6ထိပြီးဖို့ဆိုတာလည်းchallenge တွေလည်းအများကြီးကြုံရတယ်level 1ကနေ level 6ဂျာထဲမှာကျော်ဆိုင်လေးအများကြီးရှိတယ်လို့ခက်ခဲလေးအများကြီးရှိခဲ့တယ်အကြောင်းအခုလို level 6ကိုပြီးမြောက်တက်နိုင်တဲ့ကိုကိုလည်းဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ညီမလေး Chris ကရောဟုတ်ကဲ့ရှင် Chris အနေနဲ့ဆိုလို့ရှိရင်တော့ဒီ level 1နဲ့ level 6ဒီကပ်မလုပ်မနေဒီ PhD တက်လာရတဲ့အတွက်တကယ်ချင်းတွေအတွက်ကောကိုကိုအတွက်ကောပြီးတော့အားလုံးလည်းအကြောင်းအတွက်ကောပြီးပါရဲ့အတွက်ကောအကုန်ပြီးပါရဲ့ရှင်ကပ်မလုပ်ခဲ့လို့ဒီ1 to 10 level 1 to 10အတွင်းမှာဆိုရှင်အကြောင်းမှာ activity တွေတင်ဝင်နေပြီးတော့အများကြီးလုပ်ခဲ့ရတယ်ဆိုတော့အမှတ်တရတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ညီမလေးဟုတ်ကဲ့ပါညီမလေး Justin အနေနဲ့ကရောJustin ကရောအခုလက်ရှိပေါ့နော်စိတ်ထိကိုလည်းပြီးမြောက်သွားတယ်ပေါ့နော်အဲ့တော့အမ Justin ကိုလည်းတခုလေးမေးချင်တာပေါ့နော် Justin ကတိုင်းရင်းသူတူလည်းဖြစ်တယ်ပေါ့နော်အဲ့တော့တိုင်းရင်းသူတူဖြစ်တဲ့ခါကျတော့ညီမလေးအခုလိုဒီတင်တန်းကျောင်းဝင်လာတက်တဲ့ချိန်မှာရောဒီတိုင်းသားတူအနေနဲ့ပေါ့နော်ဒါတူမတူတဲ့တခြားကျောင်းသူတွေနဲ့နေရာဒေသတွေနဲ့ကိုဆက်ဆံရတဲ့ချိန်မှာမိမိအနေနဲ့ကို challenge ဖြစ်ပူးတာလေးတွေရောရှိခဲ့ပူလားရှင်ဟုတ်ကဲ့စက်အများကြီးကို challenge နဲ့တွေ့ခဲ့ရပါတယ်ဒီစက်ကြတော့ဒီစက်တခြားကျောင်းတွေမှာတက်တော့ဆိုတော့မမတွေနဲ့ပို့ပြီးများတယ်ပဲဒီကျောင်းကိုရောက်တော့ချင်းနေရရင်များတော့ဒီစက်အရန်ကိုcomfortable ဖြစ်ပြီးတယ်ပြီးတော့ teacher တို့ဆိုရင်လည်းအစားရောက်တော့ဆိုဒီစက်
သားသူကြောင့်မလို့ဒီမှာတွေရသွားစကားသွားလာကိုတော့မသိဘူး ဟုတ်ကဲ့ရှင်ဟုတ် ဒီချက်တော့အများကြီးတင်ပေးခဲ့ရစိတ်ရှိရှိလေးနဲ့စင်းစာလေးမလိုက်နိုင်ခဲ့ရင်လည်းအများကြီးတင်ပေးခဲ့တော့တော့အမတ်တရားတွေအများကြီးရှိခဲ့ပါတကယ်ချင်းနေဆိုရင်သူစင်းကိုအရင်ဆွေးခေါ်ပေးပါတယ်ပို့ပြီးကောင်းတဲ့နေရာတခုရောက်ဖို့အတွက် ဟုတ်ကဲ့ပါရှင်ဟုတ်အဲ့ဆိုတော့တိုင်းရင်းသားတယောက်အနေနဲ့ရောဖြစ်ပေါ့နော်ဒါညီမလေးအနေနဲ့ကဒါဟိုပါပေါ့ပြောရမယ်ဆိုရင်တော့ဒါအမတို့ကဘယ်လိုဖြစ်တင်တဲ့တစ်ခုတက်တဲ့ချိန်မှာဒီချက်လေးတွေကတော့ရှိတတ်ကြတယ်ပေါ့အဓိကကတော့တယောက်နဲ့တယောက်ပေါင်းတင်ဆက်ဆံရေးပေါ့နော်အဲ့တော့မောင်လေးတို့အားညီမလေးတို့အားလုံးအနေနဲ့ကရောဒီเจ้าကိုဒီတက်လာပြီးတဲ့နောက်မှာကိုယ့်ရဲ့ပေါင်းတင်ဆက်ဆံရေးစွမ်းရည်လေးတွေကတိုးတက်လာမှုရှိတာလားသို့မဟုတ်အလိုအပ်ချက်အချက်လေးတွေများရှိနေမှာလားရှင်ဟုတ်ကဲ့ပါရှင်ပြပြပေးပါအောင်ရှင် ကျွန်တော်ထင်တာတော့ဒီအကြောင်းအဲဒီ founding စက်တန်ရေးကတော့အားသာချက်တစ်ခုဖြစ်တယ်လို့ထင်တယ်ဗျာဟိုအတက်အရွယ်ရတယ်ပွားချပြီးတော့တိုင်းသားတွေရတယ်မျိုးစုံရှိရပါတော့ဒါပေမဲ့အဲ့ဒါတွေကိုမှအခုလို့ကျွန်တော်တော့ခဏပြောလို့မျိုးခွဲခွာရအောင်မယ်ဆိုပြီး1နဲ့8 quality အဲ့လိုမျိုးစက်တန်ရေးအကောင်းနေရှိခဲ့ပါဗျာဟုတ်ကဲ့ပါဟုတ်အဲ့ဆိုတော့မမရောညီမလေး Chris ကရောမိမိကိုဒီခုနကပေါ့နော် social အပိုင်းတွေမှာ improvement ဖြစ်လာတယ်လို့ရောယူဆမိပါသလားရှင့် ဟုတ်ကဲ့ရှင် communication ဘိုင်းမှာအများကြီးတိုးတက်လာတယ်လို့ထင်မိပါတယ်ရှင်အဲ့ဒါဆိုဒီမှာကlevel ပေါင်းတော့ကနေပြီးတော့တက်တဲ့ကြောင့်ကြောင့်လာရင်အများကြီးရှိရဲ့အတွက်ပြီးတော့တိုင်းသားကြောင့်အများကြီးရှိရဲ့အတွက်ကိုယ့်ရဲ့ဗမာမဟုတ်ဘဲနဲ့သူတို့ရဲ့ရည်ကျင်းမှုတွေပြီးတော့သူတို့ရဲ့ကာချာတွေကိုလည်းသိနိုင်ရတာပေါ့နော် ဟုတ်ကဲ့ပါရှင်ဟုတ် ဆိုလို့ရှိရင် activity လည်းများရှိတယ်အဲ့ဒီ activity မှာပါဝင်ပြီးတော့လုပ်ဖို့အတွက်တကယ်ကြံတဲ့တရားပို့ပြီးတော့ရင်းနှီးနိုင်ရတဲ့ communication ကောင်းလာလို့ထင်ပါတယ်ရှင် ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ညီမလေးဟိုပါရော Sally ကရောဘယ်လိုလေးတွေရှိခဲ့လဲရှင်ကိုကိုရောတိုးတက်လာတယ်ရောယူဆမိပါသလားရှင် ကိုကတိုးတက်လာတဲ့ပိုင်းညာရှိရလို့ထင်ပါတယ် ဟုတ်ကဲ့ အဲ့လိုမျိုးလူတွေနဲ့ညီတော်ကစကားတူမပြောဘူးစကားလေးမပြောတတ်ဘူးတွေ့ချင်တယ်ဒီမဲ့ဒီကြောင့်တက်လာတဲ့အချိန်ကျတော့ activity တွေအများကြီးလုပ်ရတယ် conversation တွေအများကြီးလုပ်ရတဲ့အတွက်လူတွေနဲ့စကားပြောရစီရှိလာတဲ့လူမျိုးပဲရှိလာလို့လူပြောနေဆိုင်တဲ့ဒီလိုရှိတယ် ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ညီမလေးညီမလေးတို့เนาะအဲ့တော့ကိုကျွန်း boss အနေနဲ့ကရောတကယ်ချင်းနေနဲ့ပေါ့နော်ပေါင်းနေဆက်ဆံရမှာအများစုကကိုကျွန်း boss က leader နေရာမှာလည်းနေခဲ့ရတဲ့အချိန်လေးတွေလည်းရှိတယ်ပေါ့နော်အဲ့ချိန်ကျတော့အခုအနေနဲ့ကရောမလေးအနေနဲ့လည်းဖြစ်ပေါ့နော်ဒါဘယ်လိုမျိုးအကိုကြီးတယောက်အနေနဲ့ခါတလီမှာကိုယ့်ရဲ့ညီမလေးတွေမောင်လေးတွေကိုဘယ်လိုလေးတွေဆွဲခေါ်ပေးဖြစ်ပါတယ်လဲရှင်ဟုတ် ဒီ1 2 3 4 5 6မှာကျွန်တော် team work လေးတွေနဲ့လည်းကျွန်တော် project လို့မျိုးသွားပေးရရှိရပါတော့အဲ့ဒီမှာကျွန်တော်အားလုံးကလည်းညီတူညီမျှပူပေါင်းဆောင်ရွက်ပေးကြတယ် collaborate လုပ်ပေးကြတဲ့အတွက်ကြောင့်စင်ပြေချောင်းမှုတော့ရှိပါတယ်ခင်ဗျပြီးတော့ကျွန်တော်တို့ဒီ leader တယောက်အစုံမဲ့လို့ဒီ channel သူတွေကလည်း leader စိတ်ရှိကြရပါတော့လေးတွေကလည်း leader စိတ်ရှိကြရ collaborate လုပ်ကြရဆိုတော့အဲ့လောက်ရောခိုင်းမှုတော့မရှိပါဘူးနော်ဒါပေမဲ့သိချတာကတော့ဒီ leader တယောက်အနေနဲ့တီးထားတဲ့ဟာလေးရောတီးသွားရပါတော့ပြီးတော့ပြီးတော့ confidence လည်းဖြစ်သွားတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကျေးဇူးတင်ပါတယ်မောင်လေးဟုတ်အဲ့တော့ခုနောက်တစ်ခုမေကွန်းတစ်ခုအနေနဲ့ပေါ့နော်မောင်လေးတို့တွေအားလုံးကဒီတော့တက်လာတဲ့ချိန်မှာပေါ့နော်ဒါအမတို့အကြောင်းမှာဆိုရင်တော့အင်္ဂလိပ်စာတစ်ခုတည်းကိုဒီသင်ကြားပေးတာမဟုတ်ဘူးဆိုတာကိုတော့အားလုံးလည်းသိမယ်ပေါ့နော်အဲ့ဒီထဲကမှလေသင်ကြားရေး program အသီးသီးတွေတဲ့ပေါ့နော်ဥပမာဆိုရင်စာသင်ပိုင်းတဲ့ပိုင်းထဲမှာဆိုအင်္ဂလိပ်စာ 4 skill ပေါ့နော်ဒါ reading writing speaking နဲ့ listening နဲ့ဆိုတဲ့အပိုင်းလေးတွေရှိတယ်ပေါ့အဲ့ဒီအပိုင်းထဲမှာရောအကြိုက်ဆုံးနဲ့မိအနေနဲ့က challenge အဖြစ်စရာဆုံးဆိုတဲ့ဘယ် subject လေးများဖြစ်မှာလဲမသိဘူးเนาะဘယ် section လေးဖြစ်မှာလဲမသိဘူးရှင်တို့ညီမလေး Chris ကနေအရင်ပြောပြပေးပါအောင်ရှင် Chris ဆိုလို့ရှိရင်တော့လေးခုလုံးက challenge ဖြစ်တယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ပါဟုတ်ဒါပေမဲ့ challenge အဖြစ်ဆုံးကတော့ listening နဲ့ reading ပေါ့နော်ဟုတ်ကဲ့ပါဟုတ် listening ဆိုလို့ရှိရင်အင်္ဂလိပ်စာရေးဖတ်ရတဲ့တတိယအရင်ခက်တယ်ပေါ့နော်သူရဲ့ accent တွေသိပြီးတော့ဖတ်နိုင်ဘူးပေါ့ဟုတ်ကဲ့ပါရှင်ဟုတ် reading ဆိုလို့ရှိရင်လည်း accent vocabulary ဆိုလို့ရှိရင်သိပြီးတော့မဖတ်နိုင်တဲ့အတွက်ဒါကတော့ challenge ဖြစ်တယ်ရှင်ဒါပေမဲ့writing နဲ့ speaking ကတော့အရင်အခက်အခဲမဖြစ်ဘူးလို့ဆိုတော့ speaking ကကြောင့်မှအင်္ဂလိပ်လိုပဲပြောရတဲ့အတွက်ဒါ daily action ဖြစ်နေတဲ့အတွက် speaking ကတော့မခက်ဘူးပေါ့နော်ဟုတ်ကဲ့ပါ writing ဆိုလို့ရှိရင်လည်းကိုတွေးရင်တွေးနိုင်သလားရေးနိုင်တာမလို့ဒါရောအဆင်ပြေပါတယ်
ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်အဲ့ဆိုရင်မောင်လေးဆရာထွန်းအနေနဲ့ကရောဒီ section တွေထဲကနေရောဘယ်ဟာလေးကအကြိုက်နဲ့ဘယ်အချက်လေးကိုအကြိုက်နဲ့သက်ဆုံးဖြစ်မှာလဲရှင်ဟုတ် ကျွန်တော်ကတော့အကုန်လုံးဒီကြောင်းတင်ပြမှုတွေအကောင်းလို့ကျွန်တော်တို့ဒီကြောင်းစတာလာတော့တကယ်